ခင်မုန်းဟောင်းဖြစ်သူအသက်ဘေးကလွတ်မြောက်သွားပြီဆိုတာသိလိုက်ရပြီးနောက်မှာတော့မိန်းကလေးဟာသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုဒီမှာတင်အဆုံးသတ်ဖို့ဆုံးဖြတ်ပြီးထွက်ခွာသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းခင်မုန်းဟောင်းဖြစ်သူတတိယလာတဲ့အခါမှာတော့သူမဟာပန်းတွေကိုအရန်ချစ်တဲ့သူမှန်တတိယပြီးဘလောက်ဝေးဝေးမဖြစ်မနေပြန်ရှာတွေ့အောင်လုပ်မယ်လို့တနေ့ထန်ချခဲ့ပါတယ်။တလတာအချိန်တွေကုန်ဆုံးသွားခဲ့ပါပြီ။မိန်းကလေးဟာတခြားမြို့လေးတစ်မြို့မှာကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးသူမရဲ့ဘိုက်လေးဟာလည်းကိုဝင်ကြောင့်တိတိတတ်တာထွက်လာခဲ့ပါပြီ။တနေ့မှာတော့သူမဟာတငယ်ချင်းတွေနဲ့စကားပြောရင်းသတင်းတစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ခင်မုန်းဟောင်းရဲ့ချစ်သူလို့သူမထင်ထားတဲ့အမျိုးသမီးဟာတခြားတစ်ယောက်နဲ့လက်ထပ်သွားပြီးဖြစ်ကြောင်းနဲ့အဲ့ဒီအမျိုးသမီးဟာဥက္ကဋ္ဌကြီးရဲ့မောင်နှမအရင်သားဖြစ်ကြောင်းသတင်းပဲဖြစ်ပါတယ်။ဒီတော့မှမိန်းကလေးဟာအမှန်တရားကိုသိသွားပြီးသူမအကြီးကျယ်အထင်လွဲခဲ့မိတာကိုနောက်တရသွားပါတော့တယ်။သူမရဲ့တငယ်ချင်းတွေကတော့ခင်မုန်းဟောင်းကသူမကိုပြစ်သွားတာလို့ထင်နေကြတဲ့အတွက်စာနာနေကြပါတယ်။အဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်တန်ကသူမကိုခေါ်လိုက်ပါတယ်။သူမမောကြည့်လိုက်တဲ့အခါမှာတော့လွမ်းနေရတဲ့ခင်မုန်းဟောင်းဟာဆိုင်ထဲကိုရောက်နေခဲ့ပါပြီ။မျက်နှာချင်းဆိုင်လိုက်ရတဲ့ခဏမှာပဲမိန်းကလေးဟာဝမ်းနေဝမ်းသာမျက်ရည်တွေကျလာပါတော့တယ်။တငယ်ချင်းတွေကတော့မိန်းကလေးကိုအနိုင်ကျင့်အောင်မဲ့ထင်လို့ခင်မွန်းဟောင်းကိုဝိုင်းထားကြပေမဲ့မိန်းကလေးကအမြန်ပဲတားလိုက်ပါတယ်။သူ့ကိုအထင်မလွဲကြပါနဲ့။ကျမကိုယ်တိုင်ပဲသူ့ကိုအထင်လွဲခဲ့တာပါလို့သူမကရှင်းပြလိုက်ပါတယ်။ပြီးတော့သူမကဆက်ပြောပါတယ်။သူဟာကဘာပေါ်မှာကျမအတွက်အကောင်းဆုံးလူသားပါ။လက်ထပ်ထားစဉ်ကလည်းကျမကိုအစ်စ်မှန်ဆုံးမြတ်တာတွေပေးခဲ့တယ်လို့ကွာရှင်းပြီးချိန်မှာတော့အသက်နဲ့ရင်းပြီးကာကွယ်ပေးခဲ့တာပါ။ကျမကိုနုံထဲကဆွဲထုတ်ပေးခဲ့တယ်လို့အနိုင်ကျင့်သမျှလူယုံမာတွေကိုလည်းသူပဲပညာပေးခဲ့တာပါ။ကျမပျော်ရွှင်ဖို့အတွက်သူ့အရာကိုလုပ်ပေးခဲ့တာကျမလိုမိန်းကလေးကမှသူ့ကိုဆုံးရှုံးခဲ့ရတာပါဆိုပြီးငိုယိုကဝန်ခံခဲ့ပါတယ်ခင်မုန်းဟောင်းကအမှန်တရားတွေကိုရှင်းပြဖို့ကြိုးစားပေမဲ့မိန်းကလေးကပဲအရင်ဆုံးတောင်းပန်လိုက်ပါတယ်နောက်ဆုံးမှာတော့သူမဟာသူကြားချင်နေတဲ့ရှင်ကိုချစ်တယ်ဆိုတဲ့စကားသုံးခုကိုပြောလိုက်ပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့အခါဥက္ကဋ္ဌကြီးဟာဝမ်းသာလွန်းလို့မျက်ရည်တွေဝဲလာပြီးမင်းကိုအချိန်မီပြန်ရှာတွေ့လို့တော်သေးတာပေါ့ငါမင်းကိုအမြဲတမ်းနဲ့ဆိုင်ဆိုင်ချစ်နေခဲ့တာပါလို့ပြန်ပြောလိုက်ပါတယ်အခက်ခဲတွေအများကြီးကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားရင်းပျော်ရွှင်စရာစသိန်းလေးနဲ့အဆုံးသတ်သွားပါတော့တယ်